သူ့ကိုတရိတ်ဆန်နှက်တွေပါတဲ့မျိုးဗီဇပြောင်းလဲစေမဲ့ဆေးရည်တစ်မျိုးထိုးပေးခဲ့ပါတယ်။အဲ့ဒီဆေးရည်ကလူသားတွေကိုပြင်ပကြိုတွေပေါ်မှာပါအသက်ရှင်နိုင်တဲ့စွမ်းအားရှင်လူသားတွေဖြစ်ပြောင်းလဲပေးနိုင်တာပါ။ဆေးအာနိသင်ကြောင့်သူ့ခန္ဓာကိုယ်ထဲမှာအကြီးအကျယ်ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာပါတယ်။သူဟာရေအောက်မှာမိနစ်30ကြာအောင်အသက်အောက်ထားနိုင်ခဲ့တယ်လို့စောင့်ကြည့်စစ်ဆေးတဲ့ဝတ်စုံကိုပါချွတ်ပစ်ပြီးရေထဲမှာလင်းလင်းမြန်မြန်လှုပ်ရှားနိုင်ခဲ့ပါတယ်။သူရေပေါ်ပြန်တက်လာချိန်မှာတော့45မိနစ်တောင်ကြာသွားခဲ့ပါပြီ။ဒီအချိန်ဟာကမ္ဘာမြေပေါ်မှာအသက်ရှင်တန်ဖို့တယံဇာတဘာမှမကျန်တော့တဲ့အချိန်လည်းဖြစ်ပါတယ်။ကျန်ရှိနေသေးတဲ့လက်ကျန်တယံဇာတလေးတွေကိုအပိုင်စီးဖို့ကမ္ဘာတဝန်းကနိုင်ငံတွေဟာစစ်ပွဲတွေဆင်နွှဲနေကြတာပါ။ဒီလိုကမ္ဘာပြတ်မဲ့အခြေအနေကြီးထဲမှာ Rick နဲ့သူ့မိသားစုကိုမိတ်ဆက်ပေးထားပါတယ်။ Rick သူ့ဇနီး Abby နဲ့သူတို့သားလေးကိုကြီးမားခမ်းနားတဲ့ဆိုင်ကြီးတစ်ခုစီခေါ်ဆောင်လာခဲ့ပါတယ်။ပျက်စီးယိုယွင်းနေတဲ့ပြင်ပကမ္ဘာနဲ့နှိုင်းယှဉ်ရင်ဒီနေရာကစိတ်ချလုံခြုံပုံရတာကြောင့်မိသားစုတစ်ခုလုံးစိတ်သက်သာရာရသွားခဲ့ကြတာပါ။ဒါပေမဲ့မကြခင်မှာပဲသူတို့လိုတခြားမိသားစု73စုလည်းအဲ့ဒီမှာရှိနေတာကိုသိလိုက်ရပါတယ်။သူတို့အားလုံးဟာသိပ္ပံပညာရှင်တွေစမ်းသပ်မှုပြုလုပ်မဲ့အထူးသုတေသနစီမံကိန်းတစ်ခုအတွက်ရွေးချယ်ခံရသူတွေပါ။စီမံကိန်းအတွက်ပြင်ဆင်နေတဲ့သုတေသီတွေနဲ့ဆရာဝန်အဖွဲ့ကြီးလည်းအဲ့ဒီစခန်းထဲမှာအဆင်သင့်ရှိနေကြပါပြီ။နောက်တစ်နေ့မနက်မှာစီမံကိန်းအကြီးအကဲ Professor ကအားလုံးကိုရှင်းပြပါတယ်။နောက်ထပ်10နှစ်အတွင်းမှာကမ္ဘာမြေဟာလူသားတွေလုံးဝနေထိုင်လို့မရတဲ့နေရာဖြစ်သွားတော့မှာပါလူသားမျိုးနွယ်အတွက်နောက်ဆုံးမျှော်လင့်ချက်တစ်ခုပဲကျန်ပါတော့တယ်အဲ့ဒါကတော့စေတန်ဂျိုရဲ့အကြီးဆုံးလားဖြစ်တဲ့တာတန်ပါပဲကမ္ဘာမြေပျက်စီးပြီးနောက်လူသားတွေဆက်လက်အသက်ရှင်နိုင်မဲ့တစ်ခုလေးသောနေရာအဖြစ်သတ်မှတ်ထားတာပါဒါပေမဲ့တာတန်ဟာတာမန်လူသားတွေအတွက်တော့အလွန်မင်းအန္တရာယ်များတဲ့နေရာဖြစ်ပါတယ်အဲ့ဒီမှာမီသိန်းမိုးတွေအမြဲရွာသွန်းနေပြီးလေထုထဲမှာနိုက်ထရိုဂျင်ဓာတ်ငွေ့တွေပြည့်နေနေကအပူချိန်ကလည်းစိတ်ကူးလို့မရအောင်အေးဆက်လာပါတယ်လူသားတွေဟာဒီလိုအခြေအနေမျိုးမှာသဘာဝအတိုင်းအသက်မရှင်နိုင်ပါဘူးဒါကြောင့်သိပ္ပံပညာရှင်တွေကလူသားတွေတာတန်ရဲ့ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေဖြစ်အောင်လူခန္ဓာကိုယ်ကိုပဲပြောင်းလဲပစ်ဖို့ဆုံးဖြတ်ခဲ့ကြတာပါProfessor ကဒီစမ်းသပ်မှုမှာပါဝင်မဲ့သူတွေကိုစေတနာဝန်ထမ်း9000ကျောင်းထဲကမှရွေးချယ်ခဲ့တာဖြစ်ပြီး Rick လည်းအဲ့ဒီထဲမှာပါဝင်ပါတယ်။သူ့မိသားစုဟာလူသားတွေရဲ့အနာဂတ်ကိုကယ်တင်နိုင်မယ်လို့ယုံကြည်တဲ့အတွက်ဒီစီမံကိန်းမှာလိုလိုလားလားပါဝင်ခဲ့တာလို့ဂုဏ်ယူစွာပြောခဲ့ပါတယ်။အဲ့ဒီနောက်ဆရာဝန်တယောက်က Rick ကိုတခြားအခန်းထဲခေါ်သွားပြီးအထူးဆေးရည်တစ်မျိုးထိုးပေးခဲ့ပါတယ်။လာမယ့်တစ်ပတ်အတွင်းမှာသူ့ခန္ဓာကိုယ်ကိုတဖြည်းဖြည်းချင်းပြောင်းလဲပေးမဲ့ဆေးရည်တွေကိုနောက်ထပ်အချိန်ပေါင်းများစွာထိုးနှံရမှာပါ။ဒီဆေးတွေဟာသူ့ခန္ဓာကိုယ်ကိုအောက်ဆီဂျင်အစားနိုက်ထရိုဂျင်ပေါ်မှာပိုပြီးမိခိုလာစေဖို့ပုံစံထုတ်ထားတာဖြစ်ပြီးနောက်ဆုံးမှာတော့တူတာတန်ပေါ်မှာအသက်ရှင်နိုင်မှာဖြစ်ပါတယ်။နောက်ပိုင်းအိမ်မှာလူစုလူဝေးလုပ်နေတုန်းအပီကအရက်တွေအလွန်အကျွံတောက်မိပြီးနေမကောင်းဖြစ်သွားပါတယ်။ Rick ကသူ့မကိုကူညီပေးနေတုန်းအပီက Rick ရဲ့ခန္ဓာကိုယ်ပူချိန်ဟာအလွန်အမင်းမြင့်တက်နေတာကိုသတိပြုမိသွားပါတယ်။သူ့ဖျားဟာပုံမှန်မဟုတ်ပဲကြောက်စရာကောင်းလောက်အောင်ဖြစ်နေတာပါ။ရက်အနှဲငယ်ကြာတော့မိသားစုအားလုံးကိုနောက်ထပ်စမ်းသပ်မှုတစ်ခုအတွက်ရေကူးကန်ကြီးတစ်ခုအနီးမှာစုဝေးစေပါတယ်။သိပ္ပံပညာရှင်တွေကလူတစ်ယောက်ချင်းစီရေအောက်မှာအသက်မရှူဘဲဘယ်လောက်ကြာနေနိုင်မလဲဆိုတာကိုကြည့်ကျင်ကြတာပါ။လူတိုင်းဟာအသက်မောက်နိုင်တော့တဲ့အဆုံးတစ်ယောက်ပြီးတစ်ယောက်ရေပေါ်ပြန်တက်လာကြပါတယ်။ဒါပေမဲ့ Rick နဲ့တခြားကောင်မလေးတစ်ယောက်ကတော့မယုံနိုင်စရာကောင်းလောက်အောင်ရေအောက်မှာဆက်ရှိနေခဲ့ပါတယ်။မိနစ်40ကြာသွားတဲ့အခါမှာတော့ကောင်မလေးကအသက်ရှူကျက်လာတာကြောင့်ရေပေါ်တက်လာခဲ့ရပါတယ်။ဒါပေမဲ့ Rick ကတော့ရေအောက်မှာပဲရှိနေတော့မှသိပ္ပံပညာရှင်တွေကအပြင်ကနေဂယုတစိုက်စောင့်ကြည့်နေစင်မှာပဲသူ့ရဲ့နှလုံးခုန်နှုန်းကတဖြည်းဖြည်းကျဆင်းလာပါတယ်။သူအချိန်မရွေးတည်သွားနိုင်တဲ့အခြေအနေမျိုးမို့လူတိုင်းရင်တုန်ပန်းတုန်ဖြစ်ကုန်ကြပါတယ်။အခြေအနေအရေးကြီးမလာခင်မှာပဲ Rick ဟာရေထဲကနေသူ့အလိုလိုရုတ်တရက်ပြန်တက်လာခဲ့ပါတယ်။သူဟာဘသူထက်မဆိုရေအောက်မှာကြာနေနိုင်ခဲ့တာကြောင့်ပတ်ဝန်းကျင်ကလူတွေကတောင်းတောင်းဖြားဖြားလက်ခုပ်တီးချီးကျူးခဲ့ကြပါတယ်။